ဟုတ်လေလမ်းကျဲကြီးတစ်ခုကိုဖြက်ကူဖို့စောင့်နေတယ်လို့ခဏလောက်မြင်အောင်ကြည့်လိုက်ပါလားခင်ဗျာကားလေးရှင်းသွားပြီလို့ဦးနောက်ကဆုံးဖြတ်ချက်ချပေးလိုက်တဲ့အတွက်လမ်းမပေါ်ကိုခြေလမ်းချလိုက်တယ်ဟုတ်ကဲ့ဒါပေမဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့ဦးနောက်ကကိုလိန်ညာလိုက်တာဆိုရင်ก็ဘယ်လိုလုပ်မလဲအဲ့ဒါကတော်တော်လေးစဉ်းစားစရာပဲရှင်ဟုတ်ကဲ့ခင်ဗျာလမ်းမပေါ်ကရင်တိုက်မှုသတင်းတွေကိုဖတ်ရတိုင်းလူတွေကbreak ပေါက်သွားလို့နေမှာပါဒါမှမဟုတ် movie မောင်းလို့နေမှာပါဆိုပြီးစက်ပိုင်းဆိုင်ရာချိုးယွင်းချက်တွေအပေါ်ကိုပဲအပြစ်တင်တတ်ကြတယ်လीဒါပေမဲ့တကယ်အမှန်တရားကအဲ့ဒီထပ်ပို့ပြီးချုပ်ချစရာကောင်းနေပါတယ်ဟုတ်ပါတယ်ရှင်သိတယ်မလားကားတစ်စီးမှဖြစ်ဖြစ်ဆိုင်ကယ်တစ်စီးမှဖြစ်ဖြစ်အန်ဒီအများဆုံးအစိပ်ပိုင်းကအင်ဂျင်အုံလည်းမဟုတ်ဘူးပြီးတယ်လည်းမဟုတ်ပါဘူးဒါဆိုဘာဖြစ်မလဲအဲ့ဒီစတီရီယန်ရင်းကိုကင်ထားတဲ့လူသားရဲ့စိတ်ပညာနဲ့ဥနှုတ်လှုပ်ဆောင်ချက်တွေပဲဖြစ်နေတာပါအတိအကျပဲဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဒီအသေးစိတ်လီလာဆန်းစစ်မှုမှာထိုင်းနိုင်ငံက Amaran TV ရဲ့သတင်းထုတ်လွှင့်ချက်တွေထဲမှာပါဝင်တဲ့မတူညီတဲ့ရန်တိုက်မှုဖြစ်စဉ်တွန်းကိုအခြေခံပြီးဆွေးနွေးသွားပါမယ်ဒီသတင်းတွေကိုတာမန်ရန်တိုက်မှုမှတ်တမ်းတွေအနေနဲ့ကြော်ဖတ်သွားဖို့မဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့လမ်းမပေါ်မှာစကန်ပိုင်းလေးအတွင်းချမှတ်လိုက်တဲ့မာယွင်းတဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်ကစိတ်ပိုင်းဆိုင်ရာရန်တရားတွေကိုတေးချလေးတူးဆော်ပါဖို့ဖြစ်ပါတယ်ဒီအကြောင်းအရာကအလွန်ကိုအရေးကြီးပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့လမ်းပေါ်မှာဖြစ်ပျက်နေတဲ့အရာတွေကိုကျမတို့ရဲ့ဦးနောက်ကဘလို့ကောက်ချက်ချတယ်လဲဘလို့တုံ့ပြန်တယ်လဲဆိုတော့ကိုနားလည်ထားတာကအတက်အန်တွေကိုကဲတင်နိုင်လို့ပါပဲမှန်ပါတယ်ပြီးတော့ Amaran TV ကဖော်ပြထားတဲ့ဖြစ်စဉ်တွေဟာနေ့စဉ်နဲ့အမျှနေရာတိုင်းမှာဖြစ်ပျက်နေတဲ့လူသားတွေရဲ့အလေးအကျင့်မန်းဆက်ချက်အမားတွေနဲ့ဆက်ဆက်နေတဲ့ကိစ္စရဲ့တူဖြစ်နေတော့ပါရှင်ကဲဒါကိုတေချာလေးရှင်းကြည့်အောင်ခင်ဗျာပထမဆုံးအနေနဲ့လူတိုင်းနေပါနေ့စဉ်လုပ်လေရှိတဲ့အသေးအဖွဲလို့ထင်ရတဲ့အလေးအကျင့်တစ်ခုအနေစတင်ကြည့်မယ်ကားမောင်းစိုက်ကယ်မောင်းရင်ဖုံသုံးတာလေအဲ့ဒါကတော့နေရာထဲမှာတွေ့ကြရတာပဲဟုတ်တယ်ခင်ဗျာချာဂျွန်ဆောင်ခိုင်မန်ဘာကောင်မျိုးနဲ့မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိပါတယ်အသက်24နှစ်ရွယ်ပိုလူဝေမီဝါသူ့ရဲ့ချစ်သူကောင်မလေးကိုနောက်မတင်မီလန်တော့ဆဟုတ်စိုက်ကယ်မောင်းလာပါတယ်တွေ့ကြည့်ပါတာယာတဲ့ညနေခင်းလေးတစ်ခုပေါ့ဟုတ်ကဲ့ဒါပေမဲ့ပိုလူဝေမီဟာလမ်းကိုမကြည့်ပဲသူ့လက်ထက်ကဖုန်းကိုပဲစိုက်ကြည့်ပြီးစိုက်ကယ်ကိုမောင်းလာခဲ့ပါတယ်အဲ့ဒီချိန်မှာသူ့ရှိကလမ်းပေါ်မှာအသက်39နှစ်ရွယ်တနင်ဆိုတဲ့အမျိုးသားကလမ်းကွဲထိုးအတွက်ကွေ့မိပြပြီးစိုက်ကယ်ကိုတေချာရက်ဆောင်နေခဲ့တာပါအန်ရပဲဟုတ်တယ်ဖုန်းကြည့်ပြီးအချိန်နဲ့မောင်းလာတဲ့ပိုလူဝေမီဟာရထားတဲ့တနင်ရဲ့စိုက်ကယ်ကိုအချိန်ပြင်းပြင်းနဲ့ဝင်တိုက်ပါတော့တယ်လုံးဝမထင်မှတ်ထားတဲ့အချိန်မှာအချိန်နဲ့ဝင်တိုက်မိတဲ့သဘောပေါ့ရှင်မှန်ပါတယ်ခင်ဗျာလူတုံးစလုံးလွင့်စင်သွားပြီးအပြင်းထန်ဒဏ်ရာရခဲ့ကြပါတယ်လမ်းကွေဖို့စောင့်နေတဲ့တနင်ဆိုရင်မြခုံးကွဲသွားတယ်မျက်နှာနဲ့လက်တွေမှာသွေးတန်ရဲရဲနဲ့လမ်းမပေါ်ပွတ်တိုက်မိတဲ့ဒဏ်ရာတွေရခဲ့ပါတယ်ဆိုးလိုက်တာဟုတ်ကဲ့လပ်စားဖို့သွားတဲ့ဆောင်တွေလည်းစိုက်မရောပဲဈေးရုံကိုချက်ချင်းပို့လိုက်ရပါတယ်အဆိုးဆုံးနဲ့အန်သောဆရာအကောင်းဆုံးကတော့မျက်မြင်သက်သေတွေရဲ့အဆိုအရတိုက်တဲ့သူပနမင်းရဲ့လက်ထဲမှာဖုံးကအသေးချစုပ်ကင်ချစေဖိနေတာပါပဲတကယ်ကြီးလားရှင်တိုင်းမိတဲ့အထိဖုံးကိုကင်ထားတော့မဲပေါ့ဟုတ်ကဲ့ခင်ဗျာဒီနေရာမှာကျွန်တော်စဉ်းစားမိတာကဆိုင်ကယ်ကိုတနာရီကီလိုမီတာ60လောက်နဲ့မောင်းနေရင်တောင်ဖုံးကို2စက္ကန့်3စက္ကန့်လောက်ကြည့်လိုက်တာဟာဘောလုံးကွင်းတကွင်းစာအရှိကိုမျက်လုံးမိတ်ပြီးမောင်းနေတာနဲ့အတူတူပဲမဟုတ်လားအဒီးကြပါပဲဆိုတော့ဘာကြောင့်များလူတွေကငါဖုံးလဲကြည့်နိုင်တယ်လမ်းလဲကြည့်နိုင်တယ်ဆိုပြီးသူတို့ကိုယ်သူတို့လဲစားထားတာကြတာလေခင်ဗျာဒီနေရာမှာစိတ်ဝင်စားစရာကောင်းလာကဒါဟာစိတ်ပညာမှာအလုံးကိုနည်းနည်းတဲ့ပြဿနာတစ်ခုဖြစ်နေတာပါပဲလူတွေကသူတို့ကိုယ်သူတို့အလုံးနှစ်ခုကိုတပြိုင်တည်းလုပ်နိုင်တယ်လို့ယုံကြည်ထားကြပါလေတချို့က multitasking လုပ်နိုင်တယ်လို့ထင်ကြတာပေါ့နော်ဟုတ်ကဲ့ထင်တတ်ကြတယ်တကယ်တမ်းကျမရင်းနဲ့အာယုံကျော်တိပြန်ပညာရှင်တွေလေ့လာတွေ့ရှိချက်ရလူဦးနောက်ဟာအလုံးနှစ်ခုကိုတပြိုင်တည်းလုံးဝမလုံနိုင်ပါဘူးဟုတ်လားဟုတ်ပါတယ်ရှင်ဦးနောက်ကလုံနိုင်တာကအလုံးတစ်ခုကနေနောက်တစ်ခုကိုအလွန်လျင်မြန်စွာကူးပြောင်းပေးတာပဲဖြစ်ပါတယ်ဥပမာဖုန်းကိုကြည့်လိုက်လမ်းကိုကြည့်လိုက်အာယုံပြောင်းတာပေါ့အဲ့ဒီလိုပြောင်းလဲတဲ့အခိုက်အတန့်တိုင်းမှာဦးနောက်ကသတင်းချက်လက်တွေကိုနားလည်ဖို့အချိန်စက္ကန့်အနည်းငယ်ယူရပါတယ်ဆိုလိုတာကဖုန်းကြည့်လိုက်လမ်းကြည့်လိုက်လုံနေတဲ့အချိန်မှာကြားထဲမှာဦးနောက်ကအလုံးမလို့ပဲရက်နေတဲ့အချိန်ပိုင်းလေးတွေရှိနေတယ်ဆိုတဲ့သဘောလားအတင်းကြပါပဲရှင်အဲ့ဒီအချိန်ပိုင်းလေးတွေဟာလမ်းမပေါ်မှာဆိုရင်တည်ရေးရှင်ရေးဖြစ်သွားနေပါတယ်နောက်တစ်ချက်ကမိနီကိုထိန်းချုပ်နိုင်စွမ်းရှိတယ်လို့အလွန်အမင်းထင်ရောက်ထင်မှာဖြစ်ချင်းပါပဲအဲ့ဒါလေးနည်းနည်းရှင်းပြပါလားဟုတ်ကဲ့လူတွေဟာခါတောင်ဘိုးဆိုင်ကဲကိုနေတိုင်းမောင်းနေတဲ့အတွက်ဒါဟာပုံမှန်လို့ရလို့ချင်တစ်ခုဖြစ်လာတာလေကိုကကျွမ်းကျင်နေပြီအရာအလုံးကိုထိန်းချုပ်နိုင်တယ်လို့ယုံကြည်သွားကြပါတယ်ဒါပေမဲ့တကယ်လေတွေမှာကျမတို့ထိန်းချုပ်နေတာက
ကိုယ့်ရဲ့ရင်တစ်ခုတည်းတမ်းဖြစ်ပါတယ်လမ်းပေါ်ကအခြားရင်တွေဥမာရက်ဆောင်နေတဲ့တာလင်ရဲ့ဆိုင်ကယ်လို့ပြင်ပအကြောင်းတရားတွေကိုလုံးဝထိန်းချုပ်နိုင်စွမ်းမရှိပါဘူး အော်ကျွန်တော်နားလေပြီကိုကလမ်းဖြောင်းကြီးပဲလို့တွေးပြီးဖုံးကိုငုတ်ကြည့်လိုက်တဲ့အချိန်လေးမှတင်လမ်းပေါ်ကအခြေအနေကပြောင်းလဲသွားပြီပေါ့ ဟုတ်ပါတယ်ရှင် ဆိုတဲ့ပုံရိပ်ကိုပဲဆက်ပြီးယုံကြည်နေရမျိုးပေါ့လေဒါကမျက်လုံးကိုအခြားထင်နေရကိုအာယုံလွဲသွားလို့ဖြစ်ရတဲ့ပြဿနာပါဒါပေမဲ့တကယ်ကိုပိုပြီးထိလန်းစရာကောင်းတာကမျက်လုံးကြီးပြူးပြီးလမ်းကိုတိတ်ချကြည့်နေရနေနေဦးနောက်ကတရင်အချက်လက်တွေကိုမာယွင်းကောက်ချက်ချတဲ့အခြေအနေပါပဲ အဲ့ဒါကပိုတော်ဆိုးသေးတယ်နော် ဟုတ်တယ်ခင်ဗျာဒုတိယဖြစ်စဉ်ကိုကြည့်ရအောင်ပါယာယွန် crime ဘလော့တန်မြို့နယ်မှာဧပြီလ10ရက်နေ့ကဖြစ်ပွားခဲ့ရပါမှတ်သားစရာကောင်းတာကအဲ့ဒီနေ့ဟာထိုင်းတန်နယ်မှာရန်အန်ဒီရဲ့များဆုံးလို့သတ်မှတ်ထားတဲ့အန်ဒီရဲ့များသော9ရက်တာကာလရဲ့ပထမဆုံးနေ့ဖြစ်နေရပါပဲ လူတိုင်းသတိအထားရဆုံးအချိန်ကာလတစ်ခုမှဖြစ်သွားတာပေါ့ ဟုတ်ပါတယ်ကားတစ်စီးဟာလမ်းဘေးဆိုင်ကိုတွားဖို့အတွက်လမ်းမကြီးကိုဖျက်ပြီးရုတ်တရက်ကွေ့လိုက်ပါတယ်။ तू ကမျက်လုံးမွေ့ပြီးကွေ့တာမဟုတ်ပါဘူး။ဖေချာကြည့်ပါတယ်။ तू ကကွေ့မဲ့လမ်းကြောင်းမှာ pickup ကအဖြူတစ်စီးကိုမြင်လိုက်တယ် ဟုတ်ကဲ့ ။အဲ့ဒီ pickup ကလွန်ဟွာတာနဲ့ဂျန်တဲ့လမ်းကြောင်းမှာကားရှိမီလို့ तू ဘာသာမင်းစားပြီးကွေ့ချလိုက်တာပါ။ပြဿနာကအဲ့ဒီအချိန်မှာလမ်းကြောင်းမှန်ကနေပါဇူးဆိုတဲ့အသက်34နှစ်အရွယ်အမျိုးသားကဆိုင်ကယ်ကိုအရှိန်နဲ့မောင်းလာတာပါ။ ကားကကွေ့ချလိုက်တဲ့အတွက်ပါဇူးရဲ့ဆိုင်ကယ်နဲ့အပြင်းထန်ကိုဝင်တိုက်မိပါတော့တယ်။ကားရဲ့ရှေ့ချီကင်မရာမှတ်တမ်းမှာချိလိုက်ရင်အနီအောင်အင်ဂျီဝတ်ထားတဲ့ပါဇူးဟာကားပေါ်ကနေ3မီတာကျော်လောက်အပေါ်ကိုလွင့်ဆင်သွားပြီးမြေကြီးနဲ့အပြင်းထန်ဆောင်းမိသွားတာရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။သူအသက်ရှူပါရပ်သွားပဲပါတယ် ဟာဒုက္ခပါပဲအသက်ရန်တရာရှိသွားတာပဲ ။ဟုတ်ကဲ့။ကန်ကောင်းထားမှစွာနဲ့ကေဆယ်ရေးထမနဲ့ရောက်လာပြီးရင်ဘတ်ဖိ CPR ပြုစုပြီးလို့သာပါဇူးအသက်ပြန်ရှင်းလာပြီးမြင်ဒဏ်ရာကတော့အလွန်ကိုပြင်းထန်ပါတယ်။ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီခင်ဗျာကျွန်တော်တကယ်ကိုနားမလည်နေတာကတေချာကြည့်နေရတဲ့ဘာလို့ဆိုင်ကယ်လာတာကိုမမြင်ရတာလဲ အဲ့ဒါကတော်တော်များများဖြစ်တတ်ပါတယ်ရှင် ဆိုတော့ကျွန်တော်တို့ဒီအကုန်လုံးလမ်းကွေတဲ့အခါအကျင့်ပါနေလို့မန်ဒီကွေတဲ့ကြတာပဲမဟုတ်ဘူးလားဒါမဲ့ဒီလိုကိုထင်မင်းတဲ့နဲ့ကိုမန်စားပြီးလမ်းဖြတ်ကူးတာဟာအသွာလာများတဲ့လမ်းမပေါ်မှာမျက်လုံးမိတ်ပြီးလမ်းလျှောက်တာနဲ့ဘာကွာတော့မလဲ ဒါကိုပိုကျပြနဲ့ရှုထောင်လဲချိတ်ဆက်ကြည့်မယ်ဆိုရင်လူဦးနှုံရဲ့စင်ခေပြောင်းလဲမှုနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်ရှင်အစောပိုင်းကရှင်ပြောသွားချက်မျက်လုံးကြီးပြူးပြီးကြည့်နေရတဲ့မမြင်ဘူးဆိုတာတကယ်ဖြစ်နိုင်ပါတယ် ဘလို့လို့ဖြစ်နေတာလဲမြာ စစ်ပညာမှာဒါကိုအာယုံမဆိုင်လို့မမြင်တာလို့ခေါ်ပါတယ်ကားမောင်းသူရဲ့ဦးနောက်ကကားကြီးတယ်လာနေသလားဆိုတာကိုပဲအတိကရှာဖွေဖို့ program ရေးဆွဲထားသလိုဖြစ်နေတတ်ပါတယ်ဒါကြောင့် picket ကားကြီးကိုမြင်ပေမဲ့ပတ်ဆူးရဲ့ဆိုင်ခဲလိုတင်းငယ်တဲ့အရာဝတ္ထုကိုဦးနောက်ကအရေးမကြီးဘူးဆိုပြီးပုံရိပ်ကိုဖျောက်ချလိုက်တတ်တယ် ဟာအဲ့ဒါမျိုးလား ဟုတ်ပါတယ်ရှင်သူတကယ်ကြည့်နေပေမဲ့ဦးနောက်ကမမြင်တာပါ ဦးနောက်ကအလိုအလျောက်စစ်ထုတ်ပြီးဖြေရှားဖြစ်လိုက်တဲ့သဘောပေါ့တော်တော်လေးကြောက်စရာကောင်းပါတယ် နောက်ပြီးပိုအရေးကြီးတဲ့အချက်ကပဝန်းကျင်အကွာဝေးနဲ့အမြန်နှုံးခန့်မှန်းမှုရန်တရားပါပဲတည်တယ်မလားလူသားတွေရဲ့ဦးနှုံးဟာလွန်ခဲ့တဲ့2000ပေါင်းများစွာကလေးကတောထဲမှာတားကောင်တွေပြေးလွှားနေတာကိုကြည့်ဖို့စင်ကဲပြောင်းလဲလာတာလေ ဟုတ်ကဲ့ အလွန်ဆုံးမြန်လာတနာရီကိုကီလိုမီတာ30လောက်ပေါ့အခုလိုတနာရီကီလိုမီတာ80 100လောက်နဲ့ပြေးနေတဲ့တာမဏီစစ်ရန်တရားကြီးကိုစီကိုတဲတဲလာနေတဲ့အမြန်နှုံးကိုတိတိကျကျတွက်ချက်ဖို့လူဦးနှုံးကိုတိဆောက်ထားတာမဟုတ်ပါဘူးရှင် ဟိုဆိုတော့ကျွန်တော်တို့ဦးနောက်ကအဲ့လောက်အမြန်နှုန်းကိုမလိုက်နိုင်ဘူးပေါ့ အတိအကျပါပဲအထူးသဖြင့်ဆိုင်ကယ်လိုမြင်းတစ်ဖြင့်ဂျင်းနဲ့ရတယ်ဆိုရင်သူတို့ရဲ့အမြန်နှုံးကိုဦးနောက်ကအမြန်နဲ့ short တွက်တတ်ပါလေဒါကြောင့်ငါကွဲ့လိုမီသေးတဲ့ဆိုပြီးမိုင်းရင်းစာမန်းဆောင်မိကြတာပါ ပြီးတော့နေ့စဉ်လောက်ရလို့လုတ်စင်ဒီမှာပေါ်စားလာတဲ့အချက်လဲပါမယ်ထင်တယ်ခင်ဗျာငါဒီလမ်းကိုနေ့တိုင်းဖြတ်နေတာပဲကားတစ်စီးလုံးနဲ့နောက်ကရှင်းတတ်ပါတယ်ဆိုတော့အတိတ်ကတွေ့ကြုံတွေပေါ်ခြေခံပြီးလက်တလို့အန်တိုင်ကိုလေးယူရှူလိုက်တာမျိုးပေါ့ ဟုတ်တယ်ရှင်အဲ့ဒါကလည်းအထူးကအကြောင်းရင်းတစ်ခုပဲ အန်ဒီရဲ့များသော9ရက်တာဆိုတဲ့သတိပေးချက်တွေကဦးနောက်ကဒီလိုပေါ်စားမှုမာရွဲတဲ့တွက်ချက်မှုတွေကိုမတားဆီးနိုင်ဘူးဆိုတော့ရှင်းနေပါတယ် မှန်ပါတယ်ရှင်ဦးနောက်ကစွန့်အင်ချွေတာချင်းတဲ့အကျရောင်းအောင်လုံးကိုအသေးစိတ်တွက်ချက်မနေပဲပုံစံခွက်တွေအတိတ်ကအတွေ့အကြုံတွေနဲ့ပဲအလွယ်တကူဆုံးဖြတ်ချက်ချလိုက်တာနဲ့ဒီလိုဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာတာပါ အခုပြောခဲ့တဲ့ဖြစ်စဉ်တစ်ခုစလုံးကအာယုံလွဲတာဖြစ်ဖြစ်မာရွဲစွာမန်းဆန်တာဖြစ်ဖြစ်လူကြီးတွေကြီးကိုဆုံးဖြတ်ချက်နဲ့ကိုအမားလုံးမိကြတာပါ ဟုတ်ကဲ့ ဒါပေမဲ့ရမ်းမော်ကအမားတစ်ခုကကိုနဲ့ဘာမှမဆိုင်တဲ့လုံးဝအပြစ်ကင်းစင်တဲ့သူတယောက်စီကိုရောက်ရောက်သွားရင်ကောခမညာဒီတယောက်ဖြစ်စင်မှာတော့အပြစ်ကင်းတဲ့ကလေးငယ်တယောက်အပေါ်အမားလုံးမိုံတာမကအဲ့ဒီအမားအတွက်တာဝန်ယူမှုကင်းမဲ့စွာထွက်ပြေးတဲ့စိတ်ပညာကိုစပ်ပြီးလေ့လာခြင်းပါတယ်